လောက်ပါလင်းလို့ချင်းနေလို့ရဲ့ရည်လဲရွှဲစက်ပတ်လဲပြဲ Facebook ပေါ်မှာပုံခဏခဏတင်က single is the best အခုဝင်ကင်းတဲ့ FA ဘဝ surprise gift ရတဲ့ post များကို share ကငါရဲ့ right person ကဘာမှလဲစတဲ့ status များတင်ကရည်စားလိုချင်နေသော single များဖြစ်ကြပါတယ်ထို့သောတင်နေသူများကို white ချင်မှာက white လို့ရနိုင်ပြီးအနည်းဆုံး3လကြာအောင်တွေ့ရမှာဖြစ်ပါတယ်အဆိုပါရည်စားလိုချင်တဲ့ post တင်သူများဟာများသောအားဖြင့်ကျိုးဆိုးသူများဖြစ်ကြပြီးမတန်မရာကိုမှန်းမိလို့ single တက်တန်းကြနေခြင်းဖြစ်တယ်လို့သိရပါတယ်အခုတင်ဆက်ပေးခဲ့တဲ့သတင်း post အောက်မှာလည်းသက်ဆိုင်သူများကို mention ခေါ်နိုင်ပါပြီရှင် Okay ငါစော်မတိနဲ့ငါစော်မကြည့်နဲ့ကွာငါစော်နဲ့ဝဲဝဲနေငါစော်လိုက်မသိကြအောင်ဆောင်ဟောထပ်ပြောမယ်ငါစော်မြင်အောင်မကြည့်နဲ့ကွာဘာဖြစ်လို့လဲသိလားအဲ့ကောင်မညစ်ပတ်ရေးမချိုးမိမလိုချင်လိုက်ခံမိမလိုချင်လိုက်ခံလည်းတိတ်ကြောက်လည်းပိတ်ရဲ့ရည်လဲရွှဲစက်ပတ်လဲပြဲစိတ်ကောင်းမလို့ ကောက်ချင်ကောက်ပေါ့ငါရောက်တိုင်းပြချလိုက် ဟိုတလုံးကလေယူရန်လေးကျမစိတ်ကူးရင်နှစ်ဖူးပေါ်လက်လေးအင်းဆိုတဲ့ကောင်မလေးရယ်ဟောစင်ရသားတို့ရက်ွက်မှာကျွန်တော်မွေးမီးမရှိတဲ့တဲလေးဟာကျွန်တော်အိမ်မှာဆိုတဲ့ကောင်လေးရယ်ရှင် Okay နေကျမနဲ့ဘာညာရှင်နေကျမနဲ့ဘာညာတဲ့အော်အခုအဲ့ဒါလည်းပြီးရောလင်းပြလာပြီမောင်ပင်းကြီးရဲ့အချစ်တွေများပြီဆက်ကြည့်ကြည့်အယောမဒါလို့ဆက်လိုက်တာ ရပြင်သားမဆိုယောဂဝေးနေမဟုတ်သွားလေကွာ ခလေးရလေမမောက်ချင်ဘူးကိုကြီးပဲအောက်ချင်လားညီမလေးတော့တဲ့လူကြီး300နဲ့နောက်9ရက်လောက်နေလာတောင်းမယ်နော် ခုနကကြည့်အောင်လားဟုတ်တယ်ချားလိုက်တာနည်းနည်းလောက်ပါလင်းလို့ချင်းနေလို့ ဒီစောက်ကန်းကနည်းနည်းလောက်ပါလင်းလို့ချင်း အောင်လေဆက်လိုက်ဒီမတောင်းနဲ့ယောဂရလိုက်မယ်မမနှခမ်းအောင်လာနဲ့မမနှခမ်းအောင်လည်းယောဂမရအောင် ဒီမှာညီလေးတို့ဆက်လိပ်ပဲဆက်တော့သူတို့ပါစကငုံပြီးသားကြီး ဟဲ့ဒီဘာစကားပြောရလဲ ဟဲ့ငါပြောတာနင်တို့မိန်းကလေးတွေကချိုချင်ကြိုက်တယ်လေမငုံဘူးလားငါတို့ယောက်ျားလေးကချိုချင်မကြိုက်ဘူးလေအဲ့ဒါကိုပြောတာ အေးဆွရှင်လေးပါရေးထည့်ပြော မိမလိုချင်လိုက်ခံမိမလိုချင်လိုက်ခံ ကိုညီမချစ်မိနေပြီ ညီမကိုဘာကြည့်ပြီးချက်တာလဲ အကိုကိုင်းနဲ့ပတ်စံအိတ်လေ ယောက်ျားလေးတွေကဒီမိန်းကလေးတွေကကိုကြီးနှလုံးသားလှတယ်ဆိုတော့နင်လက်ကယောက်ျားတွေကမိန်းမတွေအားလုံးကိုချစ်တတ်ကြပြီမယ်မိန်းမတွေကယောက်ျားတွေအားလုံးကိုပြန်မှမချစ်တတ်ကြဘူး Nice မလည်းပါမလည်းပါဒါအောင်အကြီးသေးလားခွဲနေမဘာပါလာလဲနှလုံးသား ဒီပြောက်လေဈေးကိုတရားဟို2ယောက်3သိမရောက်လားမရောက်ဘူးဒီမှာဆက်သွားတော့ကြတော့ခင်ဗျားတို့ကဈေးမစစ်ဘူးဒီမရှိသေးလားရောင်းစားတော့ကြခင်ဗျားတို့လာဈေးစင်ဥနေရဘယ်လိုလဲဥနေရတူတူတရားယူချင်းနေဟာခင်ဗျားတို့ကမရှိလို့ရောင်းစားတာတဲ့ပဲ